ဘေဂိုသွားမလဲ Everest အားလုံးမင်္ဂလာပါ Daily Tip Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Atletico Madrid စားသမားလေး Julian Alvarez ဟာလာမယ့်နွေရာသီကျရင်အသင်းကနေထွက်ခွာခြင်းကြောင့် Atletico ဘက်ကိုအသိပေးထားပြီးဖြစ်တယ်လို့သတင်းထွက်ပေါ်နေပါတယ်။ Alvarez ကို Arsenal, PSG နဲ့ Barcelona တို့ကခေါ်ယူခြင်းနေပြီးတော့စားသမားလေးကလည်းဒီထက်မကပိုတဲ့အောင်မြင်မှုတွေကိုရယူချင်တာကြောင့် Atletico ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုညှင်းပယ်လိုက်တာဖြစ်ကြောင်းလည်းသိရပါတယ်။ Atletico ဘက်က Alvarez ကိုတရားဒီလောက်ခလစာယူရို10 သန်းပေးပြီးတော့ကမ်းလှမ်းခဲ့တာပါ။ဒီစာချုပ်တိုင်းဆိုရင် Alvarez က Atletico ရဲ့လောက်ခလစာအများဆုံးစားသမားဖြစ်လာမှာဆိုပေမဲ့Alvarez ကတော့အခွင့်အရေးကိုလက်လွှတ်လိုက်ပါတယ်။ဘာကာသတင်းဌာနရဲ့ဖော်ပြချက်အရ Alvarez ဟာပရီးမီးယားလိနဲ့လီဂူ1ချန်ပီယံတွေကအလိုရှိနေကြတယ်ဆိုပေမဲ့စပိန်မှာပဲဆက်ကစားခြင်းနေပြီးတော့ကမ်နောင်းက project ကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ဘာစရာကအသင်းကနေထွက်ခွာပြီးဖြစ်တဲ့ Robert Lewandowski ရဲ့နေရာအတွက်အစားထိုးတိုက်စစ်မှုတယောက်ကိုရှာဖွေနေပြီးတော့ဒီနေရာအတွက် Alvarez ကိုချိတ်ဆက်နေတာပြီးခဲ့တဲ့ဆောင်းရာသီပြောင်းရွှေ့ကလေးကဖြစ်ပါတယ်။ Alvarez ရဲ့လက်ရှိစာချုပ်က2030အထိဖြစ်ပြီးတော့စာချုပ်ဖြတ်သိမ်းခြင်းကယူရိုသန်း900လို့သတ်မှတ်ထားပေမဲ့ဇာသမားလိကသာတကယ်သွားခြင်းပဲဆိုရင်တော့ Atletico ကပြောင်းရွှေ့ခြင်းညှိနှိုင်းပေးမှာပါ။ Alvarez ကထွက်ခွာခြင်းနဲ့ဆိုရင် Atletico ဘက်ကပြောင်းရွှေ့ခြင်းယူရိုသန်း150နဲ့လက်လွှတ်ပေးမယ်လို့သတင်းတွေကဆိုပါတယ်။ခက်တာကဘာစရာဟာဒီလောက်များပြားတဲ့ပြောင်းရွှေ့ခြင်းကိုပေးချေနိုင်မှာမလားဆိုတာစိုးရိမ်စရာဖြစ်နေပါတယ်။ဘာစရာကနျူကာဆယ်တောင်ပိုင်းစားသမားလေးအန်တိုနီဂေါ်ဒန်ကိုလည်းယူရိုသန်း80ကျော်ပေးပြီးတော့ခေါ်ယူထားသေးတာကြောင့်နောက်ထပ်အများကြီးထပ်မသုံးနိုင်တော့မှတေချာသလောက်ပါပဲ။ဒီတော့ Alvarez နေနဲ့ဘာစရာကိုပြောင်းရွှေ့ဖို့ဆိုတာအနည်းငယ်ခက်ခဲနေလောက်ပြီးတော့အသင်းမှပြောင်းကြည့်ရင်နောက်ထပ်သင်းစီထပ်ပြီးတော့ပြောင်းရွှေ့ရတာလည်းဖြစ်သွားနိုင်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။